ကဲဒီနေ့ကတော့အိမ်မှာကျွန်တော်ရဲ့အမစုမွေးနေ့ဆိုတော့ခင်းနဲ့အများကြီးချက်ပါလေဘာချက်လေးလိုက်ပြမှာဖြစ်ပါတယ်ဒီဒါကတော့ပစွန်တုတ်ဟင်းပါ fish market ကနေတကူးတကဝေးထားတဲ့ပစွန်တုတ်ဟင်းဒါကရှင်မောင်ဟင်းရေဒါကတော့ကနန်းဟင်းကမိုက်တယ်ဗျာနစ်တယ်ဒါကတော့စိတ်သားလေးကိုနှက်ထားဖြစ်ပါတယ်နေရကျူပြီးနှက်ထားမရင်းနဲ့လုပ်ပြီးချက်ဒါကတော့တူးစီယာပြီးရင်လည်းတူးစီယာဒါပါလေပေါ့ကစွဲနဲ့မိုးကြောဒါကတော့ကင်းမွန်ချက်ထားဖြစ်ပါတယ်ဒါကတော့စနမကင် homemade စနမကင်ဖြစ်ပါတယ် fried air fryer လောက်ထားဒီဒါကတော့တူးစီယာလေးပေါ့ဗျာဘိုက်တော့စားနေပြီဒါကတော့ပူတင်ဖြစ်ပါတယ်ဖာလူဒါဒီမှာထည့်စားနေတာကဲဖို့ဒါဘာရောဖာလူဒါလားဖာလူဒါနဲ့ရှေးပဲနော်စားခြင်းကြလေဒီငပိရတော့ခမိုင်းလို့ငပိရတော်တော်မိုက်တယ်ကဲတခွားသေးလေးနဲ့ငပိပါဟုတ်လားကဲတူးစားမယ်ဗျာငပိပါလေးငပိပါရှေ့ယူလေးပြကဲဟင်းနဲ့ကုန်လုံးကတော့ ready ဖြစ်ပြီပြတော့မယ်ဒါကင်းမုံတော့ဟာဟင်းတွေအများကြီးပဲဟေးဒီကနေစလို့စားမယ်မသိဘူးအဖို့ဘာလုံးနေရဘောသမင်းနဲ့ပြင်းစင်းနေလက်ဝဆေးလာဘောဒီဒါလေးကတော့ဖာလူတာပါသမင်းစားပြီးတော့အချိုတေးမှဖြစ်ပါတယ်ဘာသာဘလို့လဲကောင်းလားရှေ့ဘာလို့လဲရကဘာမှနမတ်ကဘာမှနမတ်